စိတ်ချလက်ချခရီးသွားဖို့လေစိတ်မှာအလှကုန်ပစ္စည်းတွေကိုဘယ်လိုသက်ဆောင်မလဲခရီးသွားတဲ့အခါမှာကိုယ့်ရဲ့ skin care နဲ့ makeup ပစ္စည်းတွေကိုဘယ်လိုစနစ်တကျထည့်ရမလဲဆိုတာမရှင်းလင်းသေးရင်စိတ်ရှုပ်စရာပါအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ T5 page ကနေပြန်လည်ကြိုဆိုလိုက်ပါရစေတကယ်တော့လေစိတ်စီးမြင့်စည်းကမ်းတွေကရိုးရှင်းပါတယ်ဒီလမ်းညွှန်ချက်တွေကိုသိထားရင်တင့်ရဲ့အလှကုန်တွေလုံခြုံရေးဂိတ်မှာပိတ်မိမှာကိုစိုးရင်စရာမလိုတော့ပါဘူးနံပါတ်1လက်ဆွဲအိတ်အတွက်အခြေခံစည်းမြင့်လေယာဉ်ပေါ်ကိုဓာတ်ရိုက်ယူဆောင်မဲ့လက်ဆွဲအိတ်ထဲမှာအရေး၊ဂျယ်နဲ့စပရေးမျိုးစားလှကုန်တွေကိုထည့်သွင်းမယ်ဆိုရင်လိုက်နာရမယ့်အဓိကစည်းကမ်းချက်တွေရှိပါတယ်။ဒီပစ္စည်းတွေထဲမှာရေမွေး၊သွားတိုက်စေ၊ခေါင်းလျှော်ရည်၊မိတ်ကပ်ဖြတ်ရည်၊မျက်နှာသစ်ဆေးရည်နဲ့လိုရှင်တွေပါဝင်ပါတယ်။ပမာဏကန့်သတ်ချက်အလှကုန်ပစ္စည်းတစ်ပူးချင်းစီဟာ100 ml သို့မဟုတ်100 gram ထက်ပိုမများရပါဘူး။အထူးဂရုစိုက်ရမှာကပလင်းဒါမှမဟုတ်ဘူးရဲ့မူရင်းအရွယ်စားက100 ml ထက်ကြီးနေရင်အတွင်းမှာဖြစ်စီနည်းနည်းလေးပဲကျန်နေရင်တော့ခွင့်မပြုပါဘူး။ဒါကြောင့်ခရီးဆောင်ဘူးသေးသေးလေးများကိုအသုံးပြုတာဟာအကောင်းဆုံးပါပဲ။ထည့်သွင်းမှုစည်းကမ်းတွေက100 ml အောက်ပစ္စည်းအလုံးကိုကြည်လင်ပြီးပြန်ပိတ်လို့ရတဲ့ plastic အိတ်ထဲမှာစုပေါင်းထည့်သွင်းရပါမယ်။ဒီအိတ်ရဲ့ပမာဏက1လီတာထက်မကျော်ရပါဘူး။ခရီးသည်တဦးအတွက်အဲ့ဒီလိုအိတ်မျိုးတစ်အိတ်သာယူဆောင်ခွင့်ရှိပါတယ်။လုံခြုံရေးစစ်ဆေးရေးဂိတ်ကိုရောက်တဲ့အခါအဲ့ဒီ plastic အိတ်ကလေးကိုလက်ဆွဲအိတ်ထဲကနေတိကျထုတ်ပြီးစစ်ဆေးဖို့ပြသလိုက်ပါ။ဒါမှစစ်ဆေးမှုကမြန်ဆန်ပြီးအလွယ်တကူဖြတ်သန်းနိုင်မှာပါ။နံပါတ်2အနံအိတ်အတွက်လွတ်လပ်မှုသင်အမြဲသုံးနေကြပုံမှန်အရွယ်အစားအလှကုန်တွေဒါမှမဟုတ်100 ml ထက်ပိုတဲ့ပစ္စည်းတွေကိုအနံအိတ်ထဲမှာစိတ်ချလက်ချထည့်သွင်းနိုင်ပါတယ်။ပမာဏကန့်သတ်ချက်ပစ္စည်းတစ်ခုချင်းစီရဲ့ပမာဏဟာ0.5 လီတာသို့မဟုတ်0.5 kg ထက်မပိုရပါဘူး။ဒါက100 ml အများကြီးပိုများတဲ့အတွက်ပုံမှန်ဘူးတွေထည့်ဖို့လုံလောက်ပါတယ်။ခရီးသည်တဦးအတွက်အလှကုန်ပစ္စည်းစုစုပေါင်းပမာဏက2လီတာသို့မဟုတ်2 kg ထက်မကျော်လွန်ရပါဘူး။အနံအိတ်ထဲမှာထည့်သွင်းတဲ့အခါအပူချိန်သို့မဟုတ်ဖိအားကြောင့်ပစ္စည်းတွေယိုဖိတ်တာ၊ကွဲအပ်တာမျိုးမဖြစ်အောင်လုံခြုံစွာပတ်ရစ်ထုတ်ပိုးဖို့မမေ့ပါနဲ့နော်။နံပါတ်3 duty free ဝယ်ယူမှုများလေဆိပ်လုံခြုံရေးဖြတ်ပြီးနောက်ဝယ်ယူတဲ့ duty free အလှကုန်ပစ္စည်းတွေကိုတော့တည်ဆောင်ခွင့်ရှိပါတယ်။သို့တော်လည်းဝယ်ယူထားတဲ့ပစ္စည်းတွေကိုဆိုင်ကပေးတဲ့လုံခြုံရေးတစ်စိတ်ခတ်ထားတော့အိတ်ထဲမှာမဖွင့်ပဲမူရင်းတိုင်းထားရှိရပါမယ်။အကယ်၍တင်ကလေရင်ဆက်လက်စီးနှင်ရမယ့်ခရီးရှိတယ်ဆိုရင်အဲ့ဒီအလှကုန်တွေနဲ့ပတ်သက်ပြီးနောက်ထပ်လေဆိပ်တရဲ့စီးမြင့်ကိုပါကြိုတင်စစ်ဆေးထားဖို့အမြဲအကြံပြုလိုပါတယ်။ဒီစည်းကမ်းချက်လေးတွေကိုမှတ်ထားပြီးလိုက်နာလိုက်ရုံနဲ့တင်အကြိုက်ဆုံးအလှကုန်ပစ္စည်းတွေအပြည့်အစုံနဲ့စိတ်အေးချမ်းသာစွာခရီးထွက်နိုင်မှာပါ။